အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ TikTok ကို Japan region account ဘယ်လိုဖွင့်မလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့က TikTok ကိုဘာကြောင့် Japan region account ဖွင့်ရတာလဲဆိုတော့ TikTok ကသူကဒီ Japan region တို့တခြားသူသတ်မှတ်ထားတဲ့ region တွေနဲ့ကြာမှကျွန်တော်တို့ creator rewards program ဆိုတဲ့ဟာပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုပါအောင်ကျွန်တော်တို့ကအဲ့ဒါလေးပါမှသာပြင်ကျွန်တော်တို့တင်တဲ့ဒီ content တွေ video တွေကဒါ monetization ရှောက်လို့ရမှာပေါ့နော်အားကြောင့်ကျွန်တော်ကဒါကိုဘယ်လိုမျိုးအလွယ်ကူဆုံးနည်းနဲ့ဖွင့်မလဲဆိုတဲ့ဟာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ TikTok ကို Japan region account ဖွင့်ဖို့ဆိုရင်ပထမဆုံးကတော့ကျွန်တော်တို့VPN ကို Japan region လိုပါမယ်VPN သုံးတဲ့နေရာမှာတော့ကျွန်တော်တို့ paid VPN ပဲသုံးfree VPN ပဲသုံးပေါ့နော်ဆိုတော့ကြိုက်တာသုံးလို့ရတယ်အဓိက Japan region ကိုကျွန်တော်တို့ကရွေးပြီးတော့ VPN ချိတ်ထားဖို့လိုမယ်ကျွန်တော်ကတော့ဒီ video မှာ free ရတဲ့ဒီ VPN တစ်ခုနဲ့ကျွန်တော်ပြသွားပေးမှာဖြစ်ပါတယ်ပေါ့နော်ဆိုဟုတ်ပြီအဲ့ဒါစလိုက်ရအောင်ပထမဆုံးကတော့ဒါ VPN ရင်ချိတ်ရမှာပေါ့နော်ကျွန်တော်ကတော့အခုဒီမှာမြင်ရတဲ့ပေါ့နော်ကျွန်တော်ကဒီလိုရှာလိုက်တယ်Japan VPN free ဆိုပြီးတော့ကျွန်တော် Google မှာရိုက်ရှာလိုက်တယ်ပေါ့နော်ရှာလိုက်ပြီဆိုရင်အောက်ထဲကိုဒီလိုသွားပြီပါဒီလိုသွားလိုက်ရင်ဒီအောက်မှာပေါ့နော်သူကဒီ Planet VPN ဆိုတဲ့ဟာရှိတယ်အဲ့ဒီမှာ free VPN Japan get a Japanese IP on all platforms ဆိုတဲ့ဟာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အဲ့ဒါလေးနှိပ်လိုက်ရင်သူကဒီထဲကိုရောက်သွားပါမယ်သူကဒီ website ထဲရောက်သွားရင်ကျွန်တော်တခုရှိတာကသူက download လုပ်တဲ့နေရာနှစ်ခုရှိတယ်ပေါ့နော်ဒီအပေါ်က download ကကြတော့ကျွန်တော်တို့က full version တွေအတွက်ပေါ့နော် paid version တွေအတွက်ကိုသူကလောက်ရတဲ့ VPN အဲ့တော့ကျွန်တော်တို့အခုသုံးမှာ free VPN ပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာကဒီ download like for window ပေါ့နော်ဒါလေးကိုကျွန်တော်နှိပ်လိုက်ဖို့လိုတယ်ဆိုတော့ download ဆွဲတဲ့ဟာကိုကျွန်တော်မပြတော့ဘူးเนาะကျွန်တော်ကတော့ဒီမှာဆွဲထားပြီးသားဖြစ်တော့ download ဆွဲတာကတော့ပုံမှန်တိုင်းပဲ download ဆွဲပြီးရင်အဲ့ application ကိုဖွင့်လိုက်ပြီးတော့သူကဖွင့်လိုက်ရင် VPN လေးဒီလိုတက်လာမယ်ပေါ့နော်ဆိုတော့ဒီမှာလဲရှင်းပါတယ်သူကကျန်တဲ့ဟာတွေအကုန်လုံးကဒါ full version မှာပဲရှိတယ်ကျန်တဲ့ region တွေကပေါ့နော်ဒီမှာ free ဖြစ်နေတာ Japan Osaka ရဲ့ Japan Tokyo ရဲ့ဆိုပြီးနှစ်ခုပဲရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီထဲမှာဒီတစ်ခုခုပေါ့ရတယ်ကြိုက်တာ Osaka ပဲရွေး Tokyo ပဲရွေးတော့ Japan region ဖြစ်နေဆိုတော့ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ကချိတ်ထားပြီးသားဖြစ်နေပြီဆိုတော့เนาะမချိတ်ပြတော့ဘူးဟုတ်ပြီဒါ VPN ချိတ်ပြီးသွားပြီဆိုရင်ကျွန်တော်နောက်တစ်ဆင့်ပေါ့ဟုတ်ပြီ VPN ချိတ်ပြီးသွားပြီအားလုံးပြီးသွားပြီဆိုရင်နောက်တစ်ဆင့်သွားပါမယ်နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့က Outlook email ဖွင့်ရမှာဖြစ်ပါတယ်ဆိုတော့ Outlook email ဖွင့်ဖို့ဆိုရင်ကျွန်တော်ကတော့ပထမကျွန်တော် Chrome browser နဲ့ဖွင့်တာပေါ့နော် Outlook email ဖွင့်တဲ့နေရာမှာနည်းနည်း error တက်လို့ကျွန်တော် Microsoft ကထုတ်တဲ့ Microsoft Edge ဆိုတဲ့ဟာပေါ့နော်ဆိုတော့ဒီ browser လေးကိုကျွန်တော်ကတော့သုံးထားတယ်ဆိုတော့ဒီမှာဝင်လိုက်ပြီဆိုရင်ထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်ဒီမှာ Outlook login ဆိုပြီးရိုက်ရှာလိုက်ရင်ဒီမှာတက်လာပြီပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့က email အသစ်ဖွင့်ရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကဒီ email ကိုကျွန်တော်ကသုံးပြီးတော့ဖွင့်ပြမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာဒါလေးကိုကျွန်တော် sign in ဝင်လိုက်မယ်ဟုတ်ပြီဒါတို့သူကဒီ website တက်လာပဲဟုတ်ပြီကျွန်တော်တို့ကအခုက account အသစ်လုပ်မှာဆိုတော့ကြောင့်ကျွန်တော်တို့မှာ no account create one ဆိုတာကိုနှိပ်ပေးရမယ်ဒါကတော့ account ရှိပြီးသားပေါ့နော် sign in လုပ်တဲ့ဟာဆိုတော့ကျွန်တော်က create one ကိုနှိပ်လိုက်မယ်နော်ဟုတ်ပြီ create one နှိပ်လိုက်ပြီဆိုတဲ့နေရာမှာကျွန်တော်တို့စပြီးတော့ဒီမှာစပြီးတော့ကျွန်တော်ကဟိုဟာဖြစ်လို့ရပြီပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကတော့ကျွန်တော်ကနမူနာပြတဲ့အတွက်ကြောင့်ကျွန်တော်အဆင်ပြေတဲ့နာမည်တစ်ခုခုပဲကျွန်တော်ရွေးသုံးလာတယ်ဆိုတော့တကယ်လို့မိတ်ဆွေတို့ကတခါတည်းပဲပေါ့နော်ကိုနဲ့တခါတည်းဒီကောင်းကကိုပဲသုံးမယ်ဆိုရင်ကိုရဲ့ဒီနာမည်အရင်ကိုကျွန်တော်ကတော့အသုံးပြုစေချင်တယ်ဘာဖြစ်လို့ဒါကိုပြောရတာလဲဆိုတော့ဒီ Outlook mail ကနည်းနည်း security မြင့်နေတဲ့ကြောင့်တခါကလေးကြာရင်ကျွန်တော်တို့ရဲ့ဒီ Outlook mail ကိုပြန်ဝင်တဲ့အချိန်တိုင်းသူက security check up တွေပါလောက်ခိုင်းတာမျိုးရှိတယ်တခါလေးကြာရင်ကိုရဲ့ဒီ ID card တစ်ခုခုပေါ့နော်ဥပမာ passport တော့၎င်း student card တော့၎င်း driving license တော့၎င်းကိုရဲ့နာမည်အရင်ပါတဲ့ဟာတွေနဲ့သူကပြန်ပြီးတော့ security check up ပြန်လောက်ခိုင်းတဲ့ကိစ္စမျိုးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာတော့နာမည်အရင်နဲ့သုံးစေချင်တယ်ကျွန်တော်ကတော့ဒီဗီဒီယိုမှာတော့နမူနာပြရတဲ့အတွက်ကြောင့်ကျွန်တော်အဆင်ပြေတဲ့နာမည်တစ်ခုခုရွေးသုံးလိုက်ပါမယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်စပြီးတော့ရွေးလိုက်မယ်ကျွန်တော်ကတော့ဒီမှာတစ်ခုခုပေါ့နော်ရှောက်ရွေးလိုက်တယ်ဒီမှာသူကဒါကတော့တိုက်ရှိပြီးသားဖြစ်နေဆိုပေါ့နော်ကျွန်တော်တစ်ခုထည့်လိုက်တယ်ပေါ့နော်ဒါမှအဆင်ပြေသွားပြီဟုတ်ပြီဒီမှာလည်းလိုပဲပေါ့နော်ထုံးစံတိုင်းပဲ passport ကကြတော့ကျွန်တော်တို့ဒီ special character တွေပါမယ်ဒီနည်းနည်းရှုပ်ထွေးတဲ့ဟာဖြစ်ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့မွေးနေ့တွေတခုခုကိုစီကလွယ်လွယ်ကူကူ hack လို့မရတဲ့ဟာမျိုးတွေထားရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာဟုတ်ပြီအဆင်ပြေလို့တခုကိုကျွန်တော်ရွေးပြီးတော့ပြလိုက်မယ်ပေါ့နော်ကျွန်တော်အဆင်ပြေ passport ထားလိုက်မယ်ကျွန်တော်ဒီထဲမှာဆိုရင် capital letter လည်းပါတယ်လို့ special character လည်းပါတယ်ပေါ့နော်ကျွန်တော်ဒီထဲမှာထည့်ထားတယ်ဟုတ်ပြီကျွန်တော်ဒါကို next နှိပ်လိုက်မယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ခုနနာမည်တက်လာပြီပေါ့နော်ကျွန်တော်တို့ကမြန်မာနာမည်တွေကတခုရှိတာကသူ first name last name တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကဒီလိုကျွန်တော်ကတော့အဆင်ပြေလို့ပြောင်းပြန်ရိုက်ပေးလိုက်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တခုခုနဲ့ရိုက်လိုက်တယ်ဒီမှာလာပါပြီဒီမှာအရေးကြီးရပါလို့ဒီမှာကျွန်တော်တို့ကဘာကိုရွေးပေးရမလဲဆိုတော့ဒီ country region ဆိုတဲ့နေရာမှာ
ဂျပန်ကိုရွေးပေးရပါမယ်ဒီမှာဂျပန်ကိုရှာပြီးတော့ကျွန်တော်ဂျပန်ကိုရွေးလိုက်မယ်ဒီ birthday date ကတော့ကျွန်တော်လည်းအစဉ်ပြေသလိုရှောက်ထည့်လိုက်မယ်အခုကနမူနာပြတာဆိုတော့ဗောနော်ဟုတ်ပြီဒါနမူနာကျွန်တော်ထည့်ထားတာဟာထည့်လိုက်မယ်အဲဆိုရင်သူကကဲအခုဒီမှာအရေးကြီးတဲ့စင်တစ်ခုလာပါပြီဒီမှာဗောနော်သူကဒီနေရာမှာသူကဘာလောက်ခိုင်းတာလဲဆိုတော့ဒီမှာကျွန်တော်တို့ကိုသူကဗောနော်ဒီ outlook ကကျွန်တော်တို့ဒီ AI မဟုတ်ဘူး robot မဟုတ်ဘူးဆိုတာကိုသူကသိစေခြင်းလို့ဗောနော်ဖြစ်စေခြင်းလို့သူကကျွန်တော်တို့ကို puzzle လေးတွေကိုဒီဟိုဗောညံစမ်းနေနဲ့သူကလောက်ခိုင်းတယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ဒါလောက်ပေးဖို့လုပ်တယ်ဒါပေမဲ့အဲ့ဒါလေးလောက်တဲ့နေရာမှာကျွန်တော်ပထမပြောခဲ့တယ်ဗောနော်ကျွန်တော်ပထမ Google browser နဲ့သုံးလုံးကအဲ့မှာဒီအဆင့်မှာကျွန်တော် error ခဏခဏတက်တယ်ဗောနော်တက်တော့ကျွန်တော်အဲ့ Microsoft Edge ဆိုတဲ့ဒီ browser ကိုပြောင်းသုံးလိုက်တော့အဆင်ပြေသွားတယ်ဒါကိုကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတာနမူနာပြောပြပေးမယ်ဗောနော်ဟုတ်ပြီဒီမှာဆိုရင်တက်လာပြီဒီမှာသူကတစ်ခုရှိတာကသူကအခုပြထားတာကဒီပုံစံလေးပေါ့နော်ဒီပုံစံ character လေးနှစ်ခုပါတဲ့ပုံကိုကျွန်တော်ကရွေးပေးရမယ်သူကနှစ်ခုရှိတယ်လို့ပြောထားတယ်ဥပမာအခုဒီမှာမြင်ရတဲ့ဟာမှာဆိုအဲ့ဒီဟာနဲ့တူတဲ့ဟာတစ်ခုမှမပါဘူးဟုတ်ပြီကျွန်တော်နောက်တစ်ပုံရွေးကြည့်မယ်ဒီမှာကျတော့၄ခုဖြစ်နေတယ်ပါတော့ပါတယ်ဒါပေမဲ့၄ခုဖြစ်နေသူပြောထားတာကပုံထဲမှာနှစ်ခုပဲပါတဲ့ပုံကျွန်တော်ရွေးပေးရမှာနောက်တစ်ခုထပ်နှိပ်ကြည့်မယ်ဒီမှာဆိုလဲ၃ခုဖြစ်နေတယ်သတိထားပြီးကြည့်လိုက်နော်1 2 3 3ခုဖြစ်နေတယ်မဟုတ်သေးဘူးဒီမှာကျတော့တစ်ခုတည်းဖြစ်နေတယ်မဟုတ်ဘူးသူကနှစ်ခုပါတယ်လို့ပြောထားတာဒီမှာဟုတ်ပြီဒီမှာဆိုနှစ်ခုဒီနှစ်ခုကမတူဘူးအဲ့ဒါဆိုကျွန်တော်ဒီပုံဖြစ်မယ်ဒီပုံပဲတည်ကြတယ်ဘာလို့မရှိတော့ဘူးလေနောက်မှမရှိတော့ဟုတ်ပြီကျွန်တော်ဒီပုံကို submit လုပ်လိုက်ဟုတ်ပြီဒါဆိုကျွန်တော်တို့ရသွားပြီပေါ့နော်ရသွားပြီဆိုရင်ကျွန်တော် stay sign in မလား okay yes ဒါကို stay sign in လုပ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့အသစ်ဖွင့်လာတဲ့ mail ကိုသူကဝင်သွားပါမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါကျွန်တော်တို့အသစ်ဖွင့်လိုက်တဲ့ဒီခုန outlook mail ရသွားပြီဟုတ်ပြီအသစ်ဖွင့်လိုက်တဲ့ outlook mail ရပြီဆိုရင်ကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ခုနလို TikTok တွေကိုသွားပါမယ် TikTok ကိုလည်းကျွန်တော်ကဒီ browser မှာပဲသုံးလိုက်ပါတယ်သုံးလိုက်ပြီးတော့ကျွန်တော်တစ်ချက်ပြန်ပြပေးမယ်ပေါ့နော်ကျွန်တော်ဒီ browser မှာပဲGoogle ဆိုပြီးပြန်ဝင်လိုက်တယ် Google ဆိုပြီးတော့ဝင်ပြီးတော့သူကဒီမှာကျွန်တော် TikTok ဆိုပြီးတော့ရိုက်လိုက်မယ် TikTok app ပေါ့နော်အဲဆိုရင်sorry TikTok app မဟုတ်ဘူး TikTok လို့ပဲရိုက်လိုက်မယ်ပေါ့နော်TikTok လို့ပဲရိုက်လိုက်မယ်အဲဆိုရင်သူက TikTok ရဲ့ဒီ website တက်လာမယ်ပေါ့နော်ကျွန်တော်တို့ TikTok ရဲ့ website ထဲမှာသွားပြီးတော့ကျွန်တော်တို့ရဲ့ TikTok account တင်ကိုခုနကဒီအသစ်ဖွင့်ခဲ့တဲ့ဒီ outlook mail နဲ့ကျွန်တော်ပြန်ဖွင့်မှာဖြစ်ပါတယ်ဟုတ်ပြီအဲဆိုရင်ဒီမှာဒါကျွန်တော်တို့ဝင်လိုက်ပြီဆိုရင် TikTok ရဲ့သူတို့ရဲ့ website တက်လာပြီပေါ့နော် website တက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာ login ထဲကိုသွားပါမယ် login ကိုတစ်ချက်နှိပ်လိုက်မယ် login နှိပ်လိုက်ပြီးတော့ဟုတ်ပြီကျွန်တော်တို့က account သစ်ဖွင့်ရမှာဒါတွေကတော့ဒီရှိပြီးသား account ဝင်တဲ့ဟာပေါ့ကျွန်တော်တို့အခုကကြတော့ကျွန်တော်တို့မှာ account မရှိသေးဘူးဒီ Japan region account သစ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် sign up ကိုလုပ်လိုက်မယ် sign up လုပ်ပြီးတော့ဒီမှာရွေးချယ်စရာတော့အများကြီးရှိတယ်ကျွန်တော်တို့က email နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့် use phone or email ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ဟုတ်ပြီဒီမှာခုနကကျွန်တော်တို့ outlook mail မှာဖွင့်ခဲ့တဲ့မွေးနေ့သက် grade ကိုပြန်ထည့်ဖို့လိုပါတယ်ခုနပေါ့နော်ကျွန်တော် February 28ဆိုပြီးထည့်ခဲ့တယ်ရက1992ပေါ့နော်ပြီးရင်ဒီမှာဒီအဆင့်ရောက်ပြီဒီမှာကျွန်တော်တို့မှာ Japan phone number တွေပိုင်းမရှိတဲ့ကြောင့်ကျွန်တော်တို့ကခုနကအသစ်ဖွင့်ထားတဲ့ Japan region outlook mail နဲ့ပြန်ပြီးတော့ဟိုဒီ account တွေကိုဖွင့်ပါပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့က sign up with email လုပ်လိုက်ပါတယ်ပြီးရင်ခုနဒီမှာကျွန်တော်တို့ရဲ့ဒီခုနအသစ်ဖွင့်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီ outlook အသစ်ဖွင့်ခဲ့တဲ့ outlook ရဲ့ mail ကိုဒီမှာပြန်ရိုက်ကမှာပေါ့နော်ကျွန်တော်ဖွင့်ခဲ့တယ်ဟုတ်ပြီဒါခုနကျွန်တော်အသစ်ဖွင့်ခဲ့တဲ့ဟာ passport ကလည်းခုနထုံးစံတိုင်းပဲspecial character တွေပါမယ်ဒီ letter တွေပါမယ် number တွေပါမယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ကတော့ခုနကပေးတယ်မှာအကုန်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါသူကအဲ့လာတွေပါသွားတော့မှအကောင့်ကဖွင့်လို့ရမှာပေါ့နော်ဒီမှာအကောင့်ဒါဆိုရင်ဒီမှာစိမ့်သွားတယ်ပေါ့နော်သူကကျွန်တော်တို့သတ်မှတ်ထားတဲ့အနည်းဆုံး8လုံးဖြစ်ကမယ်အများဆုံးကအလုံး20ပေါ့နော်စာလုံးအလုံး20ဖြစ်ကမယ်ဒီမှာ letter ပါမယ် numbers ပါမယ် special characters တွေပါမယ်ပေါ့နော်ကျွန်တော်အဲ့ဒါအကုန်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒါလေးကိုစမ်းကုတ်လုပ်လိုက်မယ်စမ်းကုတ်လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီကကုတ်ကိုကျွန်တော်တို့ရဲ့ခုနအသစ်ဖွင့်ခဲ့တဲ့outlook mail တွေကိုတော့ပြန်ပို့ပြီးမှဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်စမ်းကုတ်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ mail ထဲမှာသွားစောင့်ကြည့်နေလိုက်မယ်အသစ်ဖွင့်ခဲ့တဲ့ mail ထဲမှာပေါ့နော် outlook mail ထဲမှာဒီမှာသူကကျွန်တော်နောက်ထပ်တစ်ခုဟိုဖြစ်ခိုင်းသေးတယ်ဒါကတော့ရှင်းပါတယ်ဒီမှာဒီသမင်ပုံပေါ့နော်ဂျိုတက်အောင်လုပ်ပေးလိုက်လွတ်လိုက်သူကဒီမှာတော့ security check ကတော့မြင့်တယ်ပေါ့နော်ဒါဆိုရင် send code ကဟိုဖြစ်သွားပြီ
အဲ့ဆိုဒီထဲကိုပို့လာဆိုပြီးကျွန်တော်တစ်ချက်ကြည့်နေမယ်ဟုတ်ပြီဒီမှာကျွန်တော်တို့ပို့လိုက်ပြီဒါ TikTok ကပို့လိုက်တဲ့ verification code ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ရှင်းပါတယ် copy ကူးမယ်ဒီမှာenter 6 digit code ဆိုတဲ့နေရာမှာကျွန်တော်ထည့်လိုက်အောင် sorry ပါ enter 6 digit code ဆိုတဲ့နေရာထည့်လိုက်မယ်ပြီးရင် next နေလိုက်မယ်ပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော်တို့ရသွားပြီဆိုတော့ကြောင့်ခုနကကျွန်တော်တို့ဒီမှာတော့ဒါနောက်မှပြန်လုပ်လဲရတယ်ဒါတွေကတော့ပြဿနာမရှိဘူးအဓိကကျွန်တော်တို့ဖွင့်လိုက်တဲ့အကောင့်က Japan region ဖြစ်လားမဖြစ်လားဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီမှာတော့စစ်လို့မရဘူးကျွန်တော်ဖုန်းမှာပြန်စစ်ကြမှာပေါ့နော်ဖုန်းကကျွန်တော် TikTok အကောင့်တွေကို login ပြန်ဝင်ပြီးတော့ပြန်စစ်ကြမယ်အဲ့ဒါကိုလည်းကျွန်တော်ဆက်ပြီးတော့ပြပြအောင်ဒီမှာတော့ကျွန်တော်ကတော့ခုနကပေးခဲ့တဲ့ကျွန်တော်နာမည်ကိုဟာတူတီလို့ခွာလို့ခုနကျွန်တော်ပေးခဲ့တဲ့ဟာကိုကျွန်တော်ကဒီပြန်ပြီးတော့ဟိုဟာလောက်ထားလိုက်တာပေါ့နော်ဒီ user name အနေနဲ့ကျွန်တော်ပြန်ပေးလိုက်တယ်ပြီးရင်ကျွန်တော် sign up လုပ်လိုက်တယ်ဟုတ်ပြီဒါကျွန်တော်ကတော့ခုန error တက်နေလို့ကြော်လိုက်တယ်ပေါ့နော် error တက်နေလို့ကြော်လိုက်တယ်ကြော်လိုက်ပြီးတော့အခုဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ account ဝင်သွားပြီပေါ့နော်စီရင်ကျွန်တော်တို့ကဒီမှာ account ဝင်သွားပြီဆိုတော့ကြောင့်ကျွန်တော်တို့ကတစ်ချက်ဟုတ်ပြီဒီမှာတော့ကျွန်တော်တို့ဒါ account ဖွင့်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ရဲ့ profile နေခုနuser name ကဒါပေါ့နော်ဒီကြာကျွန်တော်တို့ခုနဒီဖွင့်ခဲ့တဲ့ဟာဖွင့်ရဆိုရင်ပြီးရင်ကျွန်တော်ကအဲ့ဒါကိုကျွန်တော်တို့ရဲ့ဖုန်းထဲက TikTok app ထဲကိုခုနအသစ်ဖွင့်ခဲ့တဲ့ဟာနဲ့ login ဝင်ပြီးတော့ပြန်ဆန်းကြည့်မှာဖြစ်ပါတယ်ပြီးကျွန်တော်တို့ကအသစ်ဖွင့်မှာဆိုတော့ email ဝင်လိုက်မယ် email ကိုဒီမှာကျွန်တော်တို့ဒါကိုခုနကကျွန်တော်တို့ဖွင့်ခဲ့တဲ့Outlook mail နဲ့ပေါ့နော်ဖုန်းမှာကျွန်တော်ပြန်ဝင်ကြည့်မယ်စမ်းကုတ်နှိပ်လိုက်ပြီဆိုရင်ခုနကကျွန်တော်တို့ဝင်ခဲ့တဲ့ကျွန်တော်တို့ဝင်ခဲ့တဲ့ဒီဟိုအသစ်ဖွင့်ခဲ့တဲ့ Outlook mail တွေကိုတော့ပြန်ပို့မှာဖြစ်တာပေါ့နော်ပြီးဒီမှာတက်လာပြီဒီ notification ကို0ဒီထဲမှာကျွန်တော်ဝင်တာ03326ပေါ့နော်ခုနကကျွန်တော်တို့မေးတဲ့ဝင်လာတဲ့ account ပေါ့နော်အဲ့ဒါကိုဝင်လိုက်ပြီဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒီမှာဆို account တစ်ကျွန်တော်တို့ရသွားပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ1430ကိုနှိပ်မယ်ပြီးရင်setting and privacy ပေါ့နော် setting and privacy တွေကိုသွားမယ် setting and privacy တွေကိုသွားပြီးတော့ကျွန်တော်တို့ရဲ့ခုန account ကိုကြည့်မယ် account ကိုကြည့်လိုက်မယ်ပြီးရင် account information ဒီမှာပါကျွန်တော်မြင်တဲ့အတိုင်းပဲ account region ဒီဂျပန်ဖြစ်သွားပါပြီပေါ့နော်ဖုန်းနံပါတ်တွေပါတော့မထည့်ရသေးဘူးဒါပေမဲ့ကျွန်တော်ကတော့ဒီမှာခုနဖွင့်ခဲ့တဲ့ Outlook mail ရဲ့ account region ဂျပန်ဖြစ်သွားပြီဟုတ်ပြီကျွန်တော်တို့ရဲ့ခုနကပြန်စစ်ကြည့်ရမှာ account region တော့မှန်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီ TikTok Studio တွေကိုဝင်ပြီးတော့ Creator Reward Program ပါလားမပါလားကိုကျွန်တော်တစ်ချက်ပြင်စစ်ကြည့်မယ်ပေါ့နော်ဟုတ်ပြီဒီထဲမှာ TikTok Studio ကိုကျွန်တော်ဝင်လိုက်ပြီဆိုရင် monetization ဒီမှာပါကျွန်တော်အားလုံးမြင်လားမသိဘူးဒီနားပေါ့နော်ဒီမှာ view all ကိုကြည့်လိုက်မယ်အဓိကကဒီကောင်လေးပါ Creator Rewards Program မှာအဲ့ဒါကမှကျွန်တော်တို့ရဲ့ video တွေကိုသူကပတ်စံပေးမှာဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုဒါကတော့သူ့ရဲ့သတ်မှတ်ချက်တွေပေါ့နော်ကျွန်တော်တို့ဒီ Creator Rewards Program ရဖို့အတွက်ဆိုရင်အနည်းဆုံးကျွန်တော်တို့ဒီအသက် session တွေပြည့်ရမယ်ပြီးရင်အနည်းဆုံး10k follower ရှိရမယ်ပြီးရင်ကျွန်တော်တို့ရဲ့ video တွေကိုအနည်းဆုံးပေါ့နော်တစ်လအတွင်းမှာ 100k video view ရှိရမယ်ပေါ့နော်ဒါကတော့သူ့ရဲ့သတ်မှတ်ချက်ပေါ့အဲ့ဒါတွေပြည့်ပြီဆိုရင်တော့ကျွန်တော်တို့ monetize စဖြစ်သွားပြီအဲ့ကြရင်စပြီးတော့ကိုကအကျိုးခံစားလို့ရပြီပေါ့နော်ကဲပါဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ TikTok ဒီ Japan region ကိုဘယ်လိုအလွယ်ကူဆုံးဖွင့်မလဲဆိုတဲ့ဟာကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့လည်း like လုပ်ကြည့်ပြီးတော့အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာလည်းဘယ်လိုမျိုးဗီဒီယိုတွေထပ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေထပ်ပြီးတော့လာအောင်လဲဆိုတာဆက်လက်ဆောင်ပြောကြည့်ရှုကြပါဦးခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်